မင်္ဂလာပါရှင် KT Home Cooking Vlog ကနေကြိုဆိုလိုက်ပါတယ်ငါးငပိချက်ချက်ပြပေးသွားမှာဖြစ်ပါတယ်စီပူလာလို့ရှိရင်ကြက်သွန်အဖြူအနီနဲ့ပဇွန်ကြောက်အနှဲငယ်ရောထောင်းထားတာကိုစီတက်ပါမယ်ရှင်စီတက်တာမှွေးပြီးတော့အခုလိုနွမ်းလာပြီဆိုလို့ရှိရင်ငါးအနေတော်တုံးထားတာလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ်ငါးညီနှမ်းပြဖို့အတွက်ငါးတွေကိုအခုလိုမျိုးလေးတင်းတဲ့အထိစီတက်ပေးပါဖိုင်အောင်ဖိုင်နာတက်တာစေဖို့အတွက်ငရုတ်သီးစိမ်းတွေကိုပါရောပြီးတော့စီတက်ပါမယ်စီတက်တာအနံ့လေးမှုေးလာပြီဆိုရင်ကျမကအငံအရမ်းကြီးမစားချင်တဲ့အတွက်ငပိရေကြိုကိုအနှဲငယ်ထည့်ပါတယ်ပြီးရင်ရေထည့်လိုက်ပါတယ်ရှင်အချိုမုံစားတဲ့သူတွေကအချိုမုံအနှဲငယ်ထည့်ပါကျမကတော့အခုအတိုင်းပဲဘာရတာမှထပ်မထည့်တော့ပါဘူးရှင်ရှူရှူရှဲရှဲနဲ့အရန်စားလို့ကောင်းတဲ့ငါးငပိချက်ကလေးရပါပြီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်